အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့စုကနေပြီးတော့ပေါ့နော်ဒီရွေးရွေးငဖယ်ဟင်းတုပ်စီပြန်ဟင်းလေးကိုချက်ပြတ်သွားမှာဖြစ်ပါတယ်စုနဲ့အတူအားလုံးပဲလိုက်ကြည့်ကြပါအောင်ရှင်ဒါကတော့ဒီရွေးရွေးငဖယ်ဟင်းမှာသုံးမဲ့ဘောင်ဝင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်စုကတော့ဒီငဖယ်ချစ်ကိုစုပ်ထားပြီးသားပေါ့နော်စုပ်လိုက်တယ်ပေါ့လေပြီးတော့ဒီချက်သွန်ဖြူခန်းချင်တီဒီငရုတ်တီးစိမ့်နဲ့ပေါ့နော်ရွေးရွေးရက်ကိုသုံးမှာပေါ့လေဒါကတော့ရွေးရွေးရက်လေးတွေနဲ့ခုနကဒီလုံးထားတဲ့ငဖယ်လေးကိုတခါတည်းလိတ်ထားလိုက်တယ်ပေါ့နော်ပြီးရင်တော့စိတ်သက်ပါတော့မယ်ရှင်စုကတော့ပေါ့နော်ဒီအရင်တစ်ခေါက်ချက်တော်ကတော့ဂျင်းတွေပါလေးထည့်တယ်အခုတစ်ခေါက်ကတော့ဒီဂျင်းမရှိတာနဲ့ပဲဒီတိုင်းပဲစိတ်သက်တယ်ပေါ့နော်ပြီးတော့ခန်းကျင်တီအနှစ်ကိုချက်မှာဖြစ်ပါတယ်ရှင်ဒီပထမဆုံးပေါ့နော်ဒီခန်းကျင်တီအနှစ်လေးရအောင်ချက်ပြီးတော့မှပဲနောက်ကနေပြီးတော့ဒီရွေးရွေးဟင်းတုပ်လေးကိုငဖယ်တုပ်လေးကိုထည့်မှာပေါ့နော်အဲဆိုတော့ဒီ QC သုံးတယ်ပေါ့နော်ချိုတက်လေးရကျန်တာဖြစ်တဲ့အတွက်ကြောင့်မလို့ QC သုံးတယ်ပဲငယ်များကြီးတော့မသုံးတော့ပါဘူးရှင်ဒီချုံမုံလေးနည်းနည်းထည့်တယ်စားလေးနည်းငယ်ထည့်ပြီးတော့ဒီခဏနေကြရင်တော့စူမဆလာအုပ်မှာပေါ့နော်လောလောဆယ်ကတော့ဒီအနှစ်လေးကိုပေါ့နော်ဒီကျွတ်သွန်လေးနဲ့ရေလေးနည်းနည်းထည့်ပြီးတော့ပေါ့နော်ဒီခန်းချစ်ဒီအနှစ်ချက်လေးချက်ထားမှာဖြစ်ပါတယ်ဒီဆိုတော့ဒီအဆက်စားတာမလို့ပေါ့နော်ဒီမြုပ်ဒီခွဲချမ်းမုံလေးထည့်တယ်ပေါ့နော်အယောင်လှလှလေးလိုချင်တော့ဒီအယောင်တင်မုတ်ထည့်လို့ရတယ်ပေါ့နော်ဆိုတော့မြုပ်ဒီခွဲချမ်းနဲ့ချက်နေကြမလို့မြုပ်ဒီခွဲချမ်းမဲ့ထည့်ပါတယ်ရှင်ဒါကတော့ရေလေးထည့်ပြီးတော့ခဏထားတာမှဖြစ်ပါတယ်အနှစ်ကလေးရလာအောင်လို့ပါရှင်နင်းငယ်ဒီအနှစ်လေးကပြစ်လာပြီဆိုရင်တော့စုကဒီရွေးရွေးဟင်းတုပ်လေးကိုထည့်လိုက်မှဖြစ်ပါတယ်ငဖယ်တုပ်လေးကိုပေါ့နော်ပထမတစ်ခုကတော့ဒီနည်းနည်းလေးဟိုဖြစ်သွားတယ်ပေါ့နော်တစ်ခုချင်းစီလိုက်ထည့်ပါတယ်အနှစ်ကလေးတွေကစီပြန်စားပြုတ်လာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ရွေးရွေးဟင်းတုပ်ကိုလည်းအခုမှထည့်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စုကတော့အနည်းငယ်မှု့ပြီးရဲ့အခါမှာရေလေးအနည်းငယ်ထည့်ပြီးတော့ထည့်ပါတယ်ရှင်ပြီးရင်တော့စုကဒီရေလေးနည်းငယ်ထည့်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်တော့အဖုံးလေးနဲ့အုပ်ထားမှာဖြစ်ပါတယ်ဘာလို့လဲဆိုရင်ရွေးရွေးလေးတွေကိုအပေါ်အောက်ကောအကျဉ်းညီနဲ့နူးသွားအောင်လုပ်ပါရှင်ပြီးရင်တော့စုဒီပေါ့နော်ဒီငရုတ်သီးစိမ်းလေးတွေကိုလည်းထည့်လိုက်ပါတယ်ရုပ်သီးစိမ်းလေးကိုတော့ဒီတအားလည်းမဆက်ချင်တဲ့အတွက်ကြောင့်မလို့အတောင့်လိုက်ပဲထည့်ပါတယ်ရှင်ဒီတိုင်းကြိတ်ပြီးတော့မထည့်တော့ပါဘူးရှင်ပြီးရင်တော့ဆိုတာဖုံးလေးဖုံးထားမှာဖြစ်ပါတယ်ရေလေးနည်းနည်းထည့်ပြီးတော့ပေါ့နော်ဒါကတော့ဒါရွေးရွေးလေးတွေအကုန်လုံးနှူးသွားတဲ့အနေထားတွေဖြစ်ပါတယ်စုတကယ်တော့ဒီမဆလာလည်းအုပ်ပြီးသွားပြီပေါ့နော်မဆလာအုပ်တာလေးကိုထည့်ပြီးတော့မရိုက်လိုက်လို့ပါရှင်ခုချိန်မှာတော့လုံးဝပေါ့နော်ဒီအနံ့လေးကလည်းမှုေးတယ်ရုပ်သီးစိမ်းနှံလေးကလည်းရပြီးတော့ပေါ့နော်ရွေးရွေးလေးတွေကလည်းနှူးလာပြီးဖြစ်တဲ့အတွက်အသင့်စားလို့ရတဲ့အနေထားကိုရောက်နေပါပြီဒါပဲစုကရေလေးနည်းနည်းများနေသေးတာမလို့ပေါ့နော်စီပြန်လေးစားမှဖြစ်တဲ့အတွက်နည်းနည်းလေး5 မိနစ်လောက်ဆက်ပြီးတော့ချက်ထားပေးလိုက်ပါတယ်ရှင်ဒါကတော့တဖြည်းဖြည်းနဲ့စီပြန်စားပြုတ်လာတဲ့ရွေးရွေးငဖယ်ဟင်းတုပ်လေးဖြစ်ပါတယ်ရှင်အနံလည်းမှုေးကြိုင်ပြီးတော့အရန်ကိုစားကျင်စရာကောင်းပါတယ်ဒါကြောင့်မလို့အားလုံးပဲလက်ပြီးတော့ချက်စားကြဖို့လည်းတိုက်တွန်းပါတယ်ပထမချက်တော့ကတော့စုဒီ voice over ထည့်မထားဘူးပေါ့နော်ဒီတိုင်းလေးပဲချက်တင်လိုက်တာကိုengagement တွေတော်တော်လေးရတဲ့အတွက်ကြောင့်မလို့ဒီခေါက်မှာတော့စုဒီ voice over လေးထည့်ထားလိုက်ပါတယ်ရှင် voice over ထည့်ပေးလိုက်ပါတယ်ရှင်အားလုံးပဲ likeပြီးတော့ပေါ့နော်ချက်စားကြဖို့လည်းတိုက်တွန်းလိုက်ပါတယ်ဆွေးရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးများတင်ပါတယ်ရှင်